မိလျောရောနဲ့စိတ်ရှိတိုင်းပျော်ပါပြီနော်ကာမဂုဏ်ရမဆိုးတွေနဲ့ဒီထဲမှာပဲကာမဂုဏ်ရမဆိုးထဲမှာပဲအချိန်ကုန်ပြီးတရားဓမ္မအသည့်တွေမရှိလိုက်ဘူးဆိုလို့ရှိရင်ဘဝဟာနိမွန်းပြောက်ွယ်သွားတဲ့ဘဝမျိုးရောက်သွားအောင်မှာပဲဖြစ်တယ်ပေါ့ဒီရရှိထားတဲ့အခွင့်အရေးလေးတွေကိုလက်မလွတ်စေပဲကြိုးစားအထောက်အမှာတတ္တလောကကြီးမှာတူငါသရဝါတွေမြောင်များစွာရှိတဲ့ထင်တယ်လူသားအဖြစ်နတ်အဖြစ်မြမအဖြစ်ပေါ်ထင်းလာဖို့ဆိုတာအမတန်ခဲရင်တယ်လို့ပြောတိရစ္ဆာန်လောကမှာပဲပျောက်ကွယ်ငိုလျိုနေတာတွေတို့စိတ်ဓာတ်ဘဝမှာပျောက်ကွယ်ငိုလျိုနေတာတို့ငရဲကြပြီးတော့ပျောက်ကွယ်ငိုလျိုနေတဲ့သရဝါတွေမြောင်များစွာရှိတယ်အဲမြောင်များစွာရှိတဲ့ထက်ကဘုန်းကြီးတို့တွေလူဘဝရောက်ပြီးတော့ပေါ်လွင်လာတာကြီးမားတဲ့အခွင့်အရေးကြီးတစ်ခုဖြစ်တယ်ဆိုတာမမေ့ချဖို့လိုအပ်တယ်အကွယ်ကြီးကမိလျောရောနဲ့ရရှိထားတဲ့ဘဝအခွင့်အရေးကြီးတစ်ခုကိုပျော်ခြင်းပါခြင်းအာယုံ၅ပါးကာမဂုဏ်တရားတွေနဲ့သာသုံးချပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုမျက်ကွယ်ပြုထားမယ်ဆိုလို့ရှိရင်ပျောက်ကွယ်သွားတဲ့အနေအထားမျိုးတွေဘဝဆိုးတွေနဲ့ဂျုံတွေ့နိုင်တယ်ဆိုတာကိုတတိချကြရမှာဖြစ်တယ်ပေါ့အမတ်တမဲမနေကြဘူးရသော်ဘုရားကဆုံးမဩဝါဒပေးတယ်မနုဿတ္တဘာဝလူဘဝရဖို့ဆိုတာအမတမခဲရင်လေလူဘဝရလာပြီဆိုလို့ရှင်အခွင့်အလမ်းတွေကအမတမပွင့်လန်းတယ်ပေါ့လူဘဝဟာကောင်းတာလုပ်ဖို့လဲအခွင့်အလမ်းပွင့်လန်းလာတယ်တိရစ္ဆာန်ဘဝပြိတ္တာဘဝငရဲဘဝဆိုတာဘာအခွင့်အလမ်းမှမရှိဘူးနော်စဉ်းစားကြည့်ကိုမျက်စိရောက်ကတိရစ္ဆာန်လေးတွေကြည့်အခွင့်အလမ်းဆိုတာဘာမှမရှိဘူးမရှိတဲ့ဘုံဘဝတချို့တိရစ္ဆာန်တွေဆိုရင်အမှောင်ထဲမှာပဲနေပြီးအမှောင်ထဲတည်သွားတဲ့တိရစ္ဆာန်တွေမြေကြီးတွေကတီကောင်တွေပဲကြည့်နော်အမှောင်ထဲနေမှောင်ထဲရေထဲကငါးတွေဘလောက်များသလဲဆိုတာစဉ်းစားကြည့်လူလောကမှာအလင်းရောင်ထဲမှာပေါ်ထွက်လာပြီးတော့အသိဉာဏ်ရှိတဲ့သရဝါဖြစ်ဖို့ဆိုတာလွန်ခဲတယ်အဲ့ဒီမဲ့မနုဿတ္တဘာဝတုံလဘောလို့မြတ်စွာဘုရားလူဘဝရဖို့ဆိုတာဓမ္မခဲနေခဲနဲ့လူဘဝရလာတဲ့အခါမိလျောရောနဲ့စိတ်ရှိတိုင်းပျော်ပါပြီနော်ကာမဂုဏ်ရမဆိုးတွေနဲ့